ဘာလုပ်နေရတဲ့နော်ဒီနေ့ခွင့်ရှိထိုင်ဆောင်တယ်နှခါပြစားပြီတာတော့မစားသေးလားဒါထွက်ပြီနော်ဆက်တော့လည်းဒုံးနေတယ်ဟဲနင်ကလေးငါ့ကိုလိန်လာလားနှစ်ခေါက်တော့ကျွေးနေတာတော်ပြီလေပြန်အောင်လာလို့ဆိုင်ထွက်တောင်းကျွေးရဟုတ်လို့လားဖေးတကယ်ကျွေးရလားတာအော်လိန်လာလားဖေးလိန်လာလားအိုးရဲပြောင်းဟဲ့တော်ပြီလားမသိရင်တော့ဘာမှမကျွေးဘူးပေါ့လေတမီးကိုရှေ့လို့ခေါ်ဟဲ့ဒီတကယ်ကိုကျွေးရလားဟဲ့ခလေးကိုတော်ပြီတစ်ချက်ပဲတာဖေးမကျွေးဘူးလားတာ